အစ္စလမ်ဘတ်ဆွေးနွေးပွဲပြပြပြီးတဲ့နောက်အရှိလေပိုင်းမှာစီးရေးရအခြေအနေတွေပြင်းထန်လာနေပါတယ်။ဒါကြောင့်အမေရိကန်ဘက်ကစီးရေးနဲ့စီးပွားရေးအရာအမြင့်ဆုံးဖိအားပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အမေရိကန်ကအီရန်စစ်ကမ်းတွေကိုဒီနေ့ပဲစတင်ပိတ်ဆို့တော့မှာပါ။အမေရိကန်စစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်အရအီရန်စစ်ကမ်းတွေကိုအဝင်အထွက်လုပ်မဲ့ဘယ်သင်္ဘောမဆိုဒီနေ့ဘရင်းနစ်စံတော်ချိန်2နာရီမှစတင်တားဆီးတော့မှာပါ။သမ္မတထရန့်ကဟော်မုန်းကြီးလက်ကြားတစ်ခုလုံးကိုပိတ်ဆို့ဖို့ကနဦးမှာပြောကြားခဲ့ပေမဲ့လက်ရှိမှာတော့အီရန်စစ်ကမ်းကိုပဲပြစ်မှတ်ထားပိတ်ဆို့သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုရေတပ်ပိတ်ဆို့မှုလုပ်တဲ့နေရာမှာနိုင်ငံတကာဥပဒေတွေရှိနေပါတယ်။ကျွမ်းကျင်သူဂျန်နီဖာဘာဂါကတော့ဂျားနေနိုင်ငံတွေကိုမထိခိုက်စေဖို့အရသားတွေအတွက်စားနပ်ရိက္ခာအသေးယူမှုကိုခွင့်ပြုရမယ်လို့တတိပေးထားပါတယ်။ဒီလုပ်ရက်တွေရဲ့အဓိကရည်ရွယ်ချက်ကတော့အီရန်ရဲ့ရေနံတင်ပို့မှုကိုရပ်တန့်စေပြီးဘွားရီကအကြက်ကင်ဖို့နဲ့တရုတ်နိုင်ငံစီကစီးရီထောက်ပံ့တွေမရအောင်ဖျက်တောက်ဖို့ပဲဖြစ်ပါတယ်။ဟော်မုန်းရေလက်ကြားရဲ့အခြေအနေကတော့တကယ်ကိုရင်ခုန်စရာဖြစ်လာနေပါတယ်။နောက်ဆုံးရသတင်းတွေကိုထပ်ပြီးတင်ဆက်ပေးမှာဖြစ်လို့ follow လုပ်ထားကြပါခင်ဗျာ။